ပုံတူရေးတဲ့လူတွေကကူးချတဲ့လူတွေလားဒီမေးခွန်းကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ပုံတူရေးဆိုတာကသိလာနိုင်စွမ်းနားလည်နိုင်စွမ်းဖော်ပြနိုင်စွမ်းကိုအသုံးချတဲ့အမှုပညာလို့မြင်ပါတယ်ပကြီးမှာဆိုရင်ပုံတူအောင်ဆိုတာကအခက်ခဲဆုံးပဲပေါ့နော်ပုံတူတွေမှာဆိုရင်အသေးစိတ်တွေများတယ်အချိုးအစားလေးနည်းနည်းလိုရတာနဲ့ပုံကလုံးဝကွဲပြားသွားတယ်ပြီးရင်အလင်းမှောင်ကမှန်နေမှပုံကအသက်ဝင်တယ်ရုပ်ကြွတယ်ပေါ့နော်အဲကြောင့်ပဲပုံတူရေးဆွဲတဲ့လူတွေကဓာတ်ပုံကြည့်တယ်မော်ဒယ်ပုံတွေကြည့်တယ်ဒါကဘာလုပ်ဖို့လဲဆိုတော့သူတို့ကမရေးဆွဲခင်မှာပုံရဲ့အလင်းမှောင်ကဘယ်လိုရှိလဲအချိုးအစားဘယ်လောက်လဲအဲ့ဒါတွေကိုအရင်လေ့လာပြီးမှရေးဆွဲရတာဖြစ်တယ်ပေါ့နော်ခုနပြောတော့တဲ့အလင်းမှောင်တွေအချိုးအစားတွေမှန်နေုံနဲ့လည်းမပြီးသေးဘူးဒီကိုရေးဆွဲမဲ့ပုံရဲ့ခံစားချက်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီပုံထဲကလူကဘယ်လိုမျိုးခံစားနေရလဲအဲ့ဒါကိုလည်းပကြီးဆရာတွေကခံစားပြီးတော့ရေးဆွဲရတာဖြစ်တယ်ပေါ့နော်ဒါမှလည်းပုံကတက်ဝင်နေမှာဖြစ်တယ်ဥပမာပကြီးဆရာ2ယောက်ကိုပုံတစ်ပုံပေးပြီးတော့ကူးချခိုင်းမယ်ဆိုရင်လည်းအဲ့ဒီပကြီးဆရာ2ယောက်ရဲ့လက်ရာကတူမှာမဟုတ်ပါဘူးတက်ပုံတစ်ပုံကိုကြည့်ပြီးတော့ပကြီးဆရာရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့စွမ်းရည်ပေါ်မှာပဲမူတည်တယ်ဒါကြောင့်လည်းပကြီးဆွဲတဲ့လူ2ယောက်ကပုံတူကူးတယ်ဆိုရင်တောင်မှလက်ရာကထွက်လာတာလုံးဝမတူပါဘူးဘယ်တော့မှလည်းတူမှာမဟုတ်ပါဘူးတကယ်လို့ reference ပုံမကြည့်ဘဲနဲ့ဆွဲမယ်ဆိုရင်ဘာဖြစ်တတ်လဲဆိုတော့မဆွဲခင်မှာကိုကခက်မှန်းပြီးတော့ဆွဲရတယ်ထွက်လာတဲ့ရုပ်ကလည်းမတူဘူးအချိုးအစားလည်းမမှန်ဘူး anatomy လည်းမှားတယ်ပြီးရင်ပုံရဲ့ expression ကလည်းမှားတယ်ဆိုရင်ပုံကလုံးဝပုံတူဖြစ်မှာမဟုတ်ပါဘူး reference ပုံကစိတ်ကူးနိုင်စွမ်းကိုပို့ပြီးတော့မြင့်တင်ပေးတယ်လို့မြင်မိပါတယ်ဒါကြောင့်ပုံတူဆွဲတဲ့လူတွေက cheater မဟုတ်ပါဘူးတကယ် cheater တွေကဘယ်လိုလူတွေလဲဆိုတော့သူများဆွဲထားပြီးသားပုံကိုဆွဲထားပါတယ်ဆိုပြီးတော့ critic မပေးပဲယူတင်သွားတာမျိုးတွေရတာ cheater တွေဖြစ်တယ်ပေါ့နော်တကယ်ချင်းတို့ရောဘယ်လိုမြင်လဲ comment မှာရေးခဲ့ပြအောင်နော်ဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye